ဒီဘလော့လေးကတော့ရန်ကုန်ကနေမှတသိမ်မှာရှိတဲ့ကျွန်တော်အမရဲ့အလူလေးကိုတွားမှုပါဒီမှာရွှေမင်္ဂလာမှာလက်မှတ်ဖြစ်ပါတယ်ခင်ဗျာဒါကတော့ကားကိုရောက်ပြီးတော့ကိုကြည့်ကင်မရာရောက်တဲ့ဒီကင်မရာကြိုက်ပေါ့နော်ဒါကတိုင်းသားရထွက်ပေါ့တိုင်းသားရထွက်လေးပါခဏလေးဖြတ်မိုးရတာလေအော်ဟုတ်တယ်ဒီဘက်ချက်ကမိုးရတာနော်ကွန်ကြမိုးအမှရှုပ်ကင်းကြည့်တောင်ကြည့်နောက်ကြည့်အခုရိုက်တည်ရိုက်ပေါ့နည်းနည်းကတော့ဟုတ်နေရချက်ကြည့်ပါဦးများတိမ်ရအရန်လှတာပဲတော်ကြီးကိုမိုက်တယ်ပေါ့ဒါပုံမြထုံးတရားအတက်လေးပေါ့နော်အဲ့ဒီတရားအတက်မှာလည်းတော်ကြီးကိုလှတယ်အိမ်လေးလေတောင်မြေမှာဆောက်ထားတဲ့အိမ်လေးလားမသိဘူးမီးခိုးလေးနဲ့တဲအိမ်လေးနဲ့အဲ့ဒီဖြိုးလေးကတော်ကြီးကိုဆွဲဆောင်မှုလို့တော်ကြီးကိုဆွဲဆောင်မှုရှိတယ်ကြီးကားတစ်ချက်ပုံစံမျိုးပဲတော့ဟိုဘက်ချမ်းအေးရောက်ပြီးညောင်လုံးတကားအဲ့ဒါကိုကျွန်တော်တိုင်းရိုက်ထားတာပေါ့နော်။ဒါနဲ့တော့ကျွန်တော်တို့ခုတစ်သက်နာခဲ့တယ်အမှထမင်းစားကြတာပေါ့။ငပြမဟင်းလေးငပြမလေးတော်တော်လေးစားကောင်းတယ်ဗျာတော်တော်လေးကြည့်ရင်တော်တော်လေးလက်ဆက်တယ်ပေါ့။ငပြမလေးရဲ့ပြီးတော့နန်းကြီးတော့ပေါ့နန်းကြီးတော့လာမတန်ပါဘူးပေါ့နော်။ဆိုရင်ဟိုအမေကတော့စိတ်သားနှံ့နဲ့စားခဲ့တယ်တူနေဟာတူနေမလေးကိုစားခဲ့တာတော့ဒါရွှေမင်္ဂလာဆိုင်မှာပေါ့ရွှေမင်္ဂလာဆိုင်ကလည်းမစိုးပါဘူးတွန်းနေတော့တက်ရက်လေးလုပ်ပေးတာတွေ့ရတော့တော်လည်းမိုက်ပါတယ်သမင်းစားကူကတော့မရှိဘူးလေးပါလေရိုက်တော်ဝါသားလေးခန်းစားပေါ့အမှကားပေါ်မှာသူ့မျိုးကြီးကြနေတာပေါ့အဲ့ဒါချစ်လို့ဘောကြလို့ကျွန်တော်ရိုက်လာခဲ့တာပေါ့အဲ့ဒီမှာကျွန်တော်ရောက်မှသူ့ကားနဲ့လာခေါ်တာဒါသူတို့ရွာဝင်လန်းလေးပေါ့ရွာဝင်လန်းလေးကတော်တော်လေးတာရတယ်ဗျလမ်းတဝက်ခင်းထားတယ်တဝက်မခင်းရသေးဘူးမခင်းသေးရတဲ့လမ်းလေးကလည်းတော်တော်ကြီးကိုဆိုးတယ်ပေါ့အမနောက်ပိုင်းလာလိမ့်မယ်
ပြီးတော့စီးတာပေါ့ဘိုးလေးဆိုတော့နားလည်းမခင်းရတဲ့အခါကျတော့တော်ကြီးကိုမောင်းနေပါတယ်我想参加我。မမတို့အိမ်ရောက်ပါပြီဒါကျွန်တော်တို့အမအိမ်ပေါ့နော်သူအတူလုံမှာပါဒီမှာလုံမှာပါဘလောရိုင်းနေဘလောရပါလို့ခီးသွားဘလောမလိုက်ကိုမချက်တယ်သူကချက်သားချက်တယ်ဒါတို့ကချက်သားအောင်ပါ